မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ကျွန်တော်တို့ကကြနပုလီကိုဆက်ပြီးခီးထွက်မှာဖြစ်ပါတယ်ကကြနပုလီရဲ့ခေဟောင်းဒီတကုံဖြစ်တဲ့ဆိုင်ရွနွိုင်းလေးကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဆိုင်ရွနွိုင်းကိုရောက်ပါပြီဟုတ်ပြီဆက်ပြီးရေကစားတဲ့နေရာကိုကျွန်တော်တို့ဆက်ပြီးသွားရအောင်အပေါ်မှာထိုင်းနေတဲ့နိုင်ငံသားတွေကပိုပြီးများပြားပါရဲ့ကာလန်နဲ့ရေတကုံကတော့အဝေးမဟုတ်တဲ့အတွက်သွားလာလို့လည်းရန်မပင်ပန်းပါဘူးနည်းနည်းလေးပါဒီရာဒီကတအားပူပြင်းတဲ့အတွက်ရေတွေကနည်းနေပါသေးတယ်ဒီလိုခီးသွားတဲ့ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင်တော့အသေးလေးတွေပြေးဖို့မမေ့နဲ့နော်အားလုံးငွေချင်းတွေမင်္ဂလာပါ